အတိတရားဆိုတာအတန်းပညာတွေဘွဲတွေယာထုတွေနဲ့လည်းမဆိုင်ပါဘူးမိသားစုတာဝန်ဝတ္တရားတွေကိုသိပြီးတည်တက်လွန်းတဲ့တချို့သောသူတွေဟာအတန်းပညာဘက်မှာအားနည်းကြပါတယ်ဒါပေမဲ့သူတို့နဲ့ဆိုင်နေတဲ့တာဝန်ဝတ္တရားတွေကိုကောင်းကောင်းနားလည်တတ်ကြတယ်မိသားစုအပေါ်ညီကိုမောင်နှမတွေအပေါ်မှာအရွယ်နဲ့မလိုက်အောင်လဲအနစ်နာခံတတ်ကြတယ်အတိတရားနဲ့အနစ်နာခံခြင်းဆိုတာကလည်းတွန်တွဲနေတတ်တာမျိုးပါအတိတရားရှိတဲ့သူတွေဟာမိသားစုတာဝန်လောကတာဝန်ဝတ္တရားတွေကြားထဲမှာသူတို့ရဲ့ကိုယ်ပိုင်အရှိန်တွေသူတို့ရဲ့စိတ်ခံစားချက်တွေကိုတောင်မလှည့်နိုင်အားပဲအနစ်နာခံတတ်ကြပါတယ်အတိတရားမရှိတဲ့သူတွေစီမှာတာယာအေးဆေးမှုတွေရှိသလောက်အတိတရားရှိတဲ့သူတွေစီမှာတော့ပင်ပန်းခြင်းတွေခက်ခဲခြင်းတွေဆင်းရဲဒုက္ခတွေမျိုးသိရခြင်းတွေနဲ့ပြည့်နှက်နေတတ်ပါတယ်အတိတရားရှိတဲ့သူတွေဟာမျိုးသိရခြင်းမှလည်းကျွမ်းကျင်လိမ္မာကြပါတယ်လူတွေရှိမှပြုံးရည်နေပြီမဲ့မမြင်ကွယ်ရမှာငိုထားရတဲ့မျက်ရည်တွေဖုံးကွယ်ထားရတဲ့စိတ်ဒဏ်ရာတွေဟာလည်းသူတို့စီမှာရှိနေတတ်ပါတယ်အတိတရားရှိတယ်လိမ္မာတယ်ဆိုတဲ့စကားဟာနားထောင်ကောင်းတာမှန်ပေမဲ့အဲ့ဒီစကားရဲ့နောက်ွယ်မှာအတိတရားရှိဖို့ကြိုးစားသူတိုင်းအတိတရားရှိသူတိုင်းကတော့အနစ်နာခံခြင်းပင်ပန်းခြင်းမျိုးသိချင်းတွေနဲ့ရှင်တွဲပြီးနေထိုင်ကြရပါတယ်လူတစ်ယောက်အတိတရားရှိလာဖို့ဆိုတာအတန်းပညာတွေလိုပင်ကြားကြက်မှတ်ယုံနဲ့တက်မြောက်လာတဲ့ပညာရက်မျိုးမဟုတ်ပါဘူးလူကြီးသူမတွေကဘလောက်ပဲစုံမကိုယ်တိုင်ကပြောင်းလဲလို့စိတ်ပြုပြင်လို့စိတ်ရှိမနေဘူးဆိုရင်အဲ့ဒီလူဟာအတိတရားရှိလာဖို့မလွယ်ပါဘူးမိုးရပါအတိတရားရှိသူမဟုတ်ခဲ့ရင်ကိုယ်တိုင်ကပြုပြင်ပြောင်းလဲယူမှရပါတယ်အတိတရားရှိဖို့ဆိုတာတကယ်မလွယ်ပါဘူးဒါပေမဲ့မလုံနိုင်တဲ့သူရဲ့လို့လည်းမရှိပါဘူးလို့ပြောရင်အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ